isothermal process မှာတော့ temperature 90ဖြစ်ပေမဲ့အပူစီးကူးနိုင်တယ်တနည်းအားဖြင့်ကျူရှိတယ်ဒါပေမဲ့ adiabatic process မှာကျတော့ temperature ပြောင်းလဲပြီးတော့အပူကတော့စီးကူးမှုမရှိဘူးအဲ့တော့ကျူက0ဖြစ်တယ်ဒါဆိုရင်ဒီ process မှာအပူစီးကူးမရှိဘဲနဲ့ temperature ဘယ်လိုပြောင်းလဲနိုင်တာလဲပထမဦးအနေနဲ့ gas တွေဖြစ်ရတဲ့တက်ကို surrounding ကအပူမစီးကူးနိုင်ဖို့အတွက် heat isolator နဲ့တက်ကိုကာထားလိုက်မယ်ဒီမှာဆိုရင် gas တွေက expand ဖြစ်မဲ့ဆိုရင် gas ရဲ့ volume ကပိုပြီးတော့ကြီးလာမယ်တနည်းအားဖြင့် gas တွေက water တစ်ခုလုံးဆောင်လိုက်တာဖြစ်တယ် gas ကအလုံးလုံးဆောင်လိုက်ရတဲ့အတွက်သူ့ရဲ့ internal energy တနည်းအားဖြင့် gas particle တွေရဲ့ kinetic energy ကလည်းကျဆင်းသွားတယ်အဲ့တော့ gas ရဲ့ temperature ကလည်းကျဆင်းသွားတယ်ဒီ process မှာဆိုရင် surrounding နဲ့ system ကြားမှာအပူစီးကူးမှုမရှိပေမဲ့လည်း temperature တော့ပြောင်းလဲတယ်ခုတက gas ကို compress လုပ်ကြည့်ရအောင် adiabatic process ရဲ့ compression မှာဆိုရင်ဖိနှိပ်တဲ့နှုန်းကအရင်မြန်ရဲ့အတွက် surrounding နဲ့ system ကြားမှာအပူစီးကူးဖို့အချိန်မရှိဘူး gas ကိုဖိနှိပ်တဲ့အခါသူ့ရဲ့ volume ကကျုံသွားတယ် volume ကျုံသွားတဲ့အတွက်ကြောင့် gas particle တွေရဲ့ kinetic energy ကပိုပြီးတော့များလာတယ်အဲ့တော့ temperature လည်းမြင့်တက်သွားပြန်တယ် expansion ရော contraction ရောနှစ်ခုစလုံးမှာဆိုရင် system နဲ့ surrounding ကြားမှာအပူစီးကူးမှုမရှိပေမဲ့လည်း temperature တော့ပြောင်းလဲခြင်းရှိတယ် first of all thermodynamic အရာကြည့်မယ်ဆိုရင်အပူစီးကူးခြင်းမရှိတဲ့အတွက်ကြောင့် Q က0ဖြစ်တယ်အဲ့တော့ data u နဲ့ minus w ကတူသွားတယ်ဒီ equation အရာကြည့်မယ်ဆိုရင် system expand ဖြစ်ရင်တနည်းအားဖြင့် overtime by the system ဖြစ်ရင် internal energy ကကျဆင်းသွားတယ်ဒီတော့ temperature လည်းကျဆင်းသွားတယ်အကဲ system compress ဖြစ်မယ်ဆိုရင်တနည်းအားဖြင့် overtime on the system ဖြစ်မယ်ဆိုရင် internal energy ကလည်းများလာမယ်အဲ့တော့ temperature လည်းမြင့်တက်လာမယ်adiabatic ရဲ့ PV graph နဲ့ isothermal ရဲ့ PV graph ကိုရှင်းကြည့်မယ်ဆိုရင်အစမှာ pressure တူးနေတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ adiabatic ရဲ့ pressure isothermal ရဲ့ pressure တဲ့ပိုပြီးတော့နည်းသွားတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့ adiabatic process မှာဆိုရင် surrounding ကအပူစီးကူးခြင်းမရှိတဲ့အတွက်ကြောင့် expand ဖြစ်ဖို့အတွက် gas particle တွေကိုယ်တိုင် kinetic energy ကိုအသုံးပြုရတယ်အဲ့တော့ဘောလုံးကြီးလာတဲ့အမျှ friction တက်ရောက်တဲ့ pressure လည်းပိုပြီးတော့နည်းလာပဲဖြစ်တယ်